ကြောက်တဲ့ကူကြောင့်ပေါ်ငါတို့နဲ့အောင်လမ်းခွဲလေဆိုတဲ့စကားတွေမပြောနဲ့မကြားချင်လို့ပါကွာအရှင်လည်းမရှုံးပါအတမရှိချင်လို့ဖုန်းမိတာဒီမစနဲ့မကိုင်းချင်တော့ဘူးမလွယ်နေဒီလားအခုနဲ့မစီမပြောနေမလဲငါစိတ်ပူစေအိမ်မတချို့ကြစီခဲ့နေပေးခဲ့တဲ့ကလေးတွေတဲ့ယူချစ်ခဲ့ပြီးမှလမ်းခွဲခံစားရခက်တယ်မလဲစားတယ်နောက်ထပ်လဲမပြူစားနဲ့အပြုံးတွေနဲ့ငါပြီးတော့မဲ့အဖြစ်တွေတဲ့ပြန်ပြောင်းပြောနေ Hey, mother, Joe, yes.